မြန်မာလူမျိုးတွေကကုသိုလ်ကောင်းမှုပြုပြီးတဲ့အခါမှာနာမည်တွေဖော်ပြပြီးနောက်ဆုံးမှမိသားစုကောင်းမှုဆိုတာလေးတွေရေးလေးရှိကြတယ်ပေါ့အဲ့တော့ကောင်းမှုဆိုတာဘာတွေကိုရည်ညွှန်းထားတာတုံးဆိုလို့ရှိရင်များသောအားဖြင့်မြန်မာပြည်မှာမြန်မာလူမျိုးတွေသိနေတဲ့ကောင်းမှုဆိုတာလူရတန်းတာကိုရည်ညွှန်းပြီးတော့ကောင်းမှုနဲ့ထိုးကြတယ်ပေါ့ဘုရားတစ်ဆောင်ကျောင်းကန်လေးသွားပြီးကြည့်လိုက်ပဲဆိုလို့ရှိရင်ဆိုင်းဘုတ်တွေတွေ့လိုက်မယ်အဲ့ဒီဆိုင်းဘုတ်တွေတွေ့တဲ့အခါမှာကောင်းမှုနဲ့ဆုံးသက်ပြီးတော့ရေးထားတာရှိတယ်နော်သို့တော့မကောင်းမှုနဲ့ဆိုင်းဘုတ်ထိုးတာများတွေ့ဘူးကြလားအဲ့ဒါဆိုလို့ရှိရင်မကောင်းမှုလုပ်တဲ့လူမရှိဘူးလို့ဒီလိုယူဆရမလားဘယ်သူကပုံများမယ်ထင်နော်ဒါပြင်မကောင်းမှုကိုဆိုင်းဘုတ်ထိုးလိုက်မယ်ဆိုလို့ရှိရင်ဘုရားကျောင်းကနေမကဘူးနော်အဲ့တော့ကောင်းမှုဆိုင်းဘုတ်ကဘုရားကျောင်းကနေသာရှိတာမကောင်းမှုဆိုင်းဘုတ်ထိုးမယ်ဆိုရင်တော်တော်ကြဲပြန့်ရှိတဲ့သဘောရှိတယ်ပေါ့ဒီလောကမှာအခုမြန်မာလူမျိုးတွေကုသိုလ်ကောင်းမှုလုပ်ပြီးတော့မိမိရဲ့ကုသိုလ်ကိုမှတ်တမ်းပြုပြီးတော့ကောင်းမှုနဲ့ဖော်ပြတယ်မူလရည်ရွယ်ချက်ကဘာလဲလို့ဆိုလို့ရှိရင်မူလရည်ရွယ်ချက်ကအမျှဝေတဲ့သဘောပဲအမျှဝေလို့ရှိရင်ကောင်းမှုဆိုတာထပ်ပြီးရလာအလုံးသိကြတဲ့အတိုင်းပုံညာကိရိယာဝတ္ထု10မျိုးဆိုတာရှိတယ်အဲ့ဒီမဲ့ပတ္တာပတ္တိဌာနနဲ့ပတ္တနုမောဒနာဆိုတဲ့ပုံညာကိရိယာဝတ္ထု2မျိုးရှိတယ်ပတ္တိဌာနဆိုတာပတ္တိဆိုတာကိုရထားတဲ့ကုသိုလ်ကောင်းမှုဒါနပေးလှူတာပရမကိုယ်ကကုသိုလ်ကောင်းမှုကိုရယူတယ်အဲ့ဒီရလာတဲ့ကုသိုလ်ကိုဒီနေရာမှာပတ္တိလို့ခေါ်တယ်အဲ့ဒီပတ္တိမိမိထံမှာရောက်ရှိလာတဲ့ကုသိုလ်ကိုဒါနမျှဝေပြီးတော့ပေးတယ်မျှဝေပေးဖို့ရာအတွက်ဆိုင်ဘုတ်တွေထိုးပြီးတော့မိသားစုကောင်းမှုဆိုပြီးရှင်းတော့ကတော့ကောင်းမှုတွေရပ်မထားဘူးဘာထဲရတော့ဆိုနတ်လူသားတို့ခေါ်စေတော်ဆိုတာလေးထည့်တယ်အခုခေတ်မှာတော့နတ်လူသားတို့ခေါ်စေတော်သိမ့်မပါဘူးမပါတဲ့အခါမူလရည်ရွယ်ချက်တွေပျောက်ပြီးတော့သွားတယ်လို့ပြောရမှာအဲ့ဒါလေးထဲမှာအမျှဝေတဲ့သဘောကပိုးထင်ရှားမယ်တဲ့ဒါကြောင့်မို့လို့ကောင်းမှုဆိုတဲ့နောက်မှာနတ်လူသားတို့ခေါ်စေတော်ဆိုတာလေးရေးထည့်ထားလို့ရှင်ပတ္တိဒါနကုသိုလ်ပေါ့အဲ့ဒီဆိုင်ဘုတ်လေးကိုဖတ်ကြည့်တဲ့ပုဂ္ဂိုလ်ကရိုးရိုးပဲတာမန်ဖတ်သွားရင်တော့သူကုသိုလ်ရမှာမဟုတ်ဘူးသူပြန်လှူထားတဲ့ဆိုင်ဘုတ်ကလေးတွေဖတ်ပြီးတော့တာရုကုသိုလ်ကောင်းမှုတွေပြုကြတယ်သူတို့လုပ်ထားတဲ့ကုသိုလ်တွေအလုံးတာရုခေါ်ပါတယ်ဆိုရင်ဖျားဖူးရင်ကုသိုလ်တွေအများကြီးရနိုင်တယ်ပေါ့ဒီတိုင်းသွားလို့ကတော့မရဘူးเนาะကုသိုလ်ဆိုတာယူတတ်မှရမယူတတ်ရင်မရဘူးတဲ့ဒါကြောင့်မို့ဒါလေးလည်းသတိထားဖို့ပေါ့မြန်မာပြည်မှာဖျားဘူးသွားကြတယ်ဖျားเจ้าကန်တွေသွားတိုင်းဆိုင်းဘုတ်ကလေးတွေတွေ့တယ်တွေ့ရင်ဆိုင်းဘုတ်တစ်ခုဖတ်တိုင်းသာဓုဆိုတာလေးခေါ်မိဖို့အရေးကြီးတယ်ပေါ့အဲ့ဒီလိုခေါ်လိုက်ရင်ကိုယ်မှာဘာကုသိုလ်ရတော့ဆိုပတ္တနုမောဒနာကုသိုလ်ကိုခေါ်တယ်သူများပေးဝေတဲ့ကုသိုလ်ကောင်းမှုကိုအနုမောဒနာဝမ်းမြောက်တယ်ဆိုတဲ့ကုသိုလ်ရအဲ့ဒီပတ္တနုမောဒနာကုသိုလ်ဆိုတာလေအနည်းငယ်လေးတွေမပြောလောက်တဲ့ကုသိုလ်လို့မထင်မှတ်လေနဲ့ပုံညာကရိယာဝတ္ထု10ပါးထဲမှာပတ္တနုမောဒနာကုသိုလ်အဖြစ်တစ်ခုအနေနဲ့ရည်တွက်ပြီးတော့ထည့်သွင်းထားတာနော်တာမန်ကုသိုလ်မဟုတ်ဘူးလူဘဝရနေရင်တော့လူရဲ့ချမ်းသာဒုက္ခတွေကိုလက်ခံရရှိနေသည့်အတွက်ကြောင့်သူများကုသိုလ်တာရုခေါ်တာကိုယ်မှာဘာမှထူးထူးခြားခြားပြောင်းလဲလာမှာတော့မဟုတ်ဘူးပေါ့သို့သောကုသိုလ်ကတော့ရသွားရမှန်းမသိပဲနဲ့ရနေတဲ့ကုသိုလ်တစ်ခုပေါ့ပြိတ္တာဘုံရောက်လို့ကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝေလို့သာဓုခေါ်ရင်တော့အမတန်မှထူးခြားတဲ့ဘဝတစ်ခုရောက်ရှိသွားနိုင်
စားရမယ်မဲ့တောက်ရမယ်မဲ့ဖြစ်နေတဲ့ကံမကောင်းအကြောင်းမလားလို့ပိဋ္ဌာဘုံရောက်သွားတဲ့ပုဂ္ဂိုလ်ခုခေတ်ဆိုရင်တော့တဆေတို့တရေတို့ပေါ့နော်ကုသိုလ်ကောင်းမှုလုပ်ပြီးမြတ်တမ်းပေးဝေလိုက်လို့သူတို့သာဓုခေါ်လိုက်ပြီဆိုလို့ရှိရင်သူတို့ရဲ့အယုတ်ဆိုးအကြီးတန်းနေတဲ့အယုတ်ဟာနတ်သားနတ်သမီးကိုလိုချောမောလှပသွားဘုရားမရှိတဲ့ခန္ဓာကိုယ်မှာနဝတ္တံဇာရိယသွားနေစရာမရှိလို့ဟိုအမိုက်ပုံနာကဒီအမိုက်ပုံနာကဟိုခြုံညာတိုးဒီခြုံညာတိုးနေရတာနေဘုံမိမ့်မှန်နေနဲ့ရသွားတယ်ဒါတာရုခေါ်လဲရလို့ရှိရင်အဲ့လိုပြောင်းလဲမှုတွေရှိတယ်ဒါတွေကိုလူတွေကမမြင်နိုင်ဘူးပေါ့နော်ဒါတွေမမြင်နိုင်ဘူးတကယ်တော့သူတို့ဘဝဟာတချို့ကျွတ်သွားတယ်လို့ပြောတာသေသွားတာမဟုတ်ဘူးကျွတ်သွားတယ်ဆိုတာဆင်းရဲဒုက္ခကနေလွတ်သွားပြီးတော့သူ့ရဲ့ဘဝအခြေအနေတိုးတက်သွားတာကိုပြောတာသာဓုခေါ်လိုက်ရရင်သာဓုခေါ်လိုက်တဲ့ကုသိုလ်ကြောင့်သူဟာစားစရာတွေရသွားတယ်ဝတ်စရာတွေရသွားတယ်နေစရာတွေရသွားတယ်ရုပ်ရည်ရူပကာယတွေချောမောလှပသွားတယ်အဲ့ဒါတိုးတက်ကြီးပွားသွားတာဘာနဲ့ဥမာတူတုံးဆိုလို့ရှိရင်ထီထိုးလိုက်တဲ့ပုဂ္ဂိုလ်တယောက်စူကြီးပေါက်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီထီပုတ်တဲ့စီကနေပြီးတော့ညေဝဲတယ်ချမ်းဝဲတယ်တိုက်တယ်ကားစိတ်နိုင်တယ်အဝတ်စားတွေဝတ်တယ်ဆိုတော့ရုပ်ဆိုးကြည်တန်နေတဲ့လူပင်ဖြစ်စေကမူတင်းအောင်တင်းနေလူရဲ့အမြင်ထဲမှာလှပလာတာအဲ့ဒါလိုပဲသာဓုခေါ်လိုက်လို့ရှိရင်တော့စိတ်ဓာတ်ပုံကစိတ်ဓာတ်တွေဟာအမတမတိုးတက်ပြီးတော့သွားကြတယ်နဝတ္တဇာရိယလို့တိုးတက်ကြီးပွားသွားကြတယ်အဲ့တော့ကုသိုလ်နဲ့အကုသိုလ်ဆိုတာသို့မဟုတ်ကောင်းမှုနဲ့မကောင်းမှုဆိုတာအမတမကွာခြားတယ်မကောင်းမှုတွေရှိနေသည့်အတွက်ကြောင့်မကောင်းမှုရဲ့အကျိုးကိုခံစားနေရတဲ့အချိန်မှာစိတ်ဓာတ်ဘဝရောက်နေတဲ့ပုဂ္ဂိုလ်တွေဟာစားစရာလည်းမပြည့်စုံဘူးဝတ်စရာလည်းမပြည့်စုံဘူးနေစရာလည်းမရှိဘူးသာဓုခေါ်လိုက်လို့ပတ္တဏုဘောဓနာကုသိုလ်ပြုခွင့်ရလို့သာဓုလည်းဝမ်းမြောက်ဝမ်းသာခေါ်လိုက်ရောခေါ်လိုက်သည်ချမ်းမဲမှာပဲသူတို့ဘဝကြီးဟာအကြီးကျယ်တိုးတက်ပြောင်းလဲသွားချမ်းသာဒုက္ခတွေရသွားတယ်ဒီလိုဆုံးလို့တာနော်ဒါမြတ်စွာဘုရားကိုယ်တိုင်ဟောထားခဲ့တဲ့တိရောဂုတ်တသုတ်ဆိုတာကြည့်တိရောဂုတ်တသုတ်မှာမြတ်စွာဘုရားကဥပမာနဲ့ဟောထားတာဩနမေဥဒကံဝုဋ္ဌံယထာနေနံပဝတ္တတိဧဝမေဝဣတောဒိဏံပေတနံဥပကပတိကုန်းမြင့်မော်ရွာချလိုက်တဲ့ရေတွေဟာနေရကိုဒလဟောစီးဆင်းသွားတယ်လို့ပဲတဲ့ဒီကနေကုသိုလ်ကောင်းမှုလုပ်ပြီးတော့ရည်စုပြီးမြတ်တမ်းပေးဝေလိုက်လို့ဟိုကတာရုခေါ်လိုက်တာနဲ့တပြိုင်တည်းသူတို့စီကုသိုလ်တွေတလုံးတဝဒီအပြည့်စုံရောက်သွားတယ်လို့ချက်ချင်းရောက်သွားအေးဒါကြောင့်မို့လို့ဒီကနေ့ဘုန်းကြီးတို့တွေမကောင်းမှုနဲ့ကောင်းမှုကိုရှေးဥစွာမှတ်သားကြရမယ်မကောင်းမှုကိုရှောင်ရှားပြီးတော့ကောင်းမှုကိုပြည့်စုံအောင်လှုပ်ဆောင်ကြရမယ်ဒါမြတ်စွာဘုရားတိုင်းဟောတဲ့အခြေခံတရားတစ်ခုပဲကဲမကောင်းမှုဆိုတာဘာလဲကောင်းမှုဆိုတာဘာလဲဆိုတာကြည့်အောင်မြတ်စွာဘုရားဟောတဲ့ဒေသနာတော်တွေထဲမှာမကောင်းမှုဆိုတဲ့စကားလုံးကိုအတာဓုလို့တစ်ခါသုံးတယ်တခါပါပလို့လည်းသုံးတယ်အကုသလလို့လည်းသုံးတယ်အပုံညလို့လည်းသုံးတယ်မကောင်းမှုတွေလူလောကမှာဒီစကားလုံးတွေကိုသုံးပြီးတော့မကောင်းကျိုးကိုဖြစ်စေတတ်တဲ့မကောင်းမှုတွေကိုဖော်ပြကိုမကြိုက်လို့မကောင်းတာမဟုတ်ဘူးတဘာဝကောမကောင်းတာအဲ့တော့မကောင်းတဲ့အချက်ဆိုတာရှုထောင့်နဲ့ကြည့်ရဘာဖြစ်လို့မကောင်းမှုလို့ပြောရတော့ဆိုတော့ဒေသနာတော်တစ်ခုမှာမြတ်စွာဘုရားဟောထားတယ်နတံကမ္မံကတံတာဓုတဲ့ဒီအမှုဟာမကောင်းဘူးတဲ့
ဘာဖြစ်လို့မကောင်းတော့ဆိုရင်ယံကတ္တဝအနုတ္တပတ္တိလုတ်ပြီးလို့ရှင်စင်စစ်မပြတ်ပူပန်စေတတ်တယ်ဟောကိုလုတ်တဲ့အလုပ်ပေါ်မှာလုံးမိသွားပြီးတဲ့နောက်မှာစိတ်ဆင်းရဲမှုတွေကိုဖြစ်ပေါ်စေတတ်တဲ့အလုပ်ဟာမကောင်းတဲ့အလုပ်လို့မကောင်းမှုလို့သတ်မှတ်တယ်အဲ့တော့လူတိုင်းဟာမလုပ်တဲ့အလုပ်ကိုလုံးမိသွားပြီဆိုရင်စိတ်ဆင်းရဲမှုကိုကြုံစေတတ်တယ်ပေါ့ဒါကြောင့်မလို့မကောင်းမှုဆိုတာလုပ်ပြီးစိတ်ဆင်းရဲစေတတ်တဲ့အမှုမျိုးလို့ဒါလူတကာနားလည်အောင်မြတ်စွာဘုရားပြောဟောတာနောက်တစ်ခုကဘာတော့ဆိုယတ္တအတုမုခောရောဒံဝိပါကံပဋိသေဝတိကိုလုပ်တဲ့မကောင်းမှုရဲ့အကျိုးကိုခံစားရတဲ့အခါမှာတငုံငိုတယိုယိုနဲ့စိတ်မိတ်ပြီးတော့စိတ်ဆင်းရဲစွာခံစားရတယ်တဲ့ဟောဒီနှစ်ချက်နဲ့သတ်မှတ်ပြတာလုပ်ပြီးရင်လည်းပူပန်စေတတ်တယ်အကျိုးပေါ်လာတဲ့အခါမှာလည်းပဲငုံငိုယိုယိုနဲ့စိတ်မိတ်ပြီးတော့ခံရတယ်ဆိုတဲ့အလုပ်မျိုးဟာမကောင်းဘူးလို့ဒီလိုသတ်မှတ်တယ်အဲ့ဒီအမှုမျိုးဟာမကောင်းဘူးတဲ့ဒါကဒီရှုထောင့်ကနေတစ်ခါကြည့်တာနောက်တစ်ခုပါပဆိုတဲ့ရှုထောင့်ကကြည့်မယ်ဆိုလို့ရှိရင်မကောင်းမှုဆိုတာဘာလဲဒုက္ခတိပါပေတိတိပါပံအဲ့ဒီအလုပ်ကိုလုပ်မယ်ဆိုလို့ရှိရင်ဒုက္ခရောက်တဲ့ဘက်ကိုပို့ဆောင်ပေးတတ်တယ်တဲ့ဒုက္ခရောက်စေတတ်တယ်ဆိုပါစို့ရာဇဝမှုတစ်ခုပါဏာတိပါဒပဲဖြစ်ဖြစ်အရိဏဒါနပဲဖြစ်ဖြစ်လူတယောက်ဟာလူသားမှုကိုကျူးလွန်လိုက်ပြီဆိုတဲ့အချိန်မှာသို့မဟုတ်သူများဥစ္စာကိုခိုးယူလူရဲမှုကျူးလွန်လိုက်ပြီဆိုတဲ့အချိန်မှာအဲ့ဒီအချိန်ကနေစပြီးတော့သူဟာအိတ်ကောင်းရင်မအိပ်ရစားကောင်းရင်မစားအနေထားမျိုးဖြစ်သွားအဖန်စီခံရရမယ်ဆိုရင်နောက်ထပ်အကုသိုလ်တွေကဒုက္ခတွေကအမျိုးစုံလိုက်လာဒါလောကမှာတင်ခံရတာပဲကြည့်လေလောကမှာလည်းပဲအဖန်စီခံရမယ်အရိုက်နဲ့ခံရမယ်အချုပ်ထောင်ခံရမယ်ဟောမကောင်းမှုဆိုတဲ့အတိပ္ပယ်ကအဲ့ဒါပါပဆိုတဲ့အတိပ္ပယ်ပါပဆိုတာဒုက္ခတိပါပေတိတိပါပံအဲ့ဒီလိုအခြေအနေစိုးတစ်ခုကိုတွန်းပို့တဲ့အလုပ်မျိုးမှန်သမျှပါပလို့ပြောတာကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ဒီလိုအခြေအနေစိုးကိုရောက်သွားစရာအကြောင်းမရှိဘူးလေအခြေအနေစိုးတစ်ခုရောက်သွားတယ်ဆိုတဲ့ကမဟုတ်တာလုပ်တဲ့မလုပ်တဲ့နာကိုလုပ်လို့ဒီလိုအခြေအနေစိုးတစ်ခုရောက်သွားတာဒါကြောင့်မို့ပါပဆိုတဲ့အဓိပ္ပာယ်ကအခြေအနေစိုးတစ်ခုတွန်းပို့ဒါဒီဘဝမှာအခြေအနေစိုးတစ်ခုတွန်းပို့လိုက်တယ်လို့နောက်တန်တရားဘဝဒုတိယဘဝမှာဘာတွေပို့နိုင်လို့ဆိုရင်ဟောတရိษံဘဝကိုရောက်အောင်ပို့လိုက်မယ်ပြိတ္တာဘဝကိုရောက်အောင်ပို့လိုက်မယ်ငရဲကြတော့အောင်ပို့လိုက်မယ်အားလုံးအခြေအနေစိုးတွေကြီးပဲ